မတကယ်ချင်းနင်ပြောတော့အဲ့ကောင်နဲ့ပြတ်ပြီဆိုဟုတ်တယ်တကယ်ချင်းပြတ်ပြီဒါပေမဲ့နောက်ဆုံးတစ်ခါလေးကြောပေါ်တက်ပြရစီဆိုလို့ခွင့်ပြုလိုက်တာဟဲ့ကောင်စဉ်းစားမစိတ်ပါနဲ့တကယ်ချင်းချက်ကူနာသွားပါမယ်နင်ပြောတော့အဲ့ကောင်ကနင်ကိုကြောရရုံကြံတာဆိုဟုတ်တယ်အာရှိ तू ကကြောပေါ်ပဲတက်ချင်နေတာအေးအဲ့ကောင်နင်ကြောပေါ်ပဲတင်နေနင်ကောင်းပေါ်ပဲတင်နေနောက်ကငါ့ကိုဘာမှလာမပြောနဲ့တော့နောက်ကဘေးကြက်ကြတယ်မှဝင်မပါတော့ဆရာနင်နဲ့သမီးပါဆော့ရမယ်ဆရာနင်နဲ့လည်းရင်အုပ်ပဲဆော့မယ်သမီးဆရာရင်အုပ်ကတော်လာပြီတင်နေတော့တော်တော်ကြီးနေပြီသမီးကဆရာလားဆရာလားသမီးဆရာပါဆရာအဲ့ဒါဆိုဆရာစကားကိုနားထောင်ပါသမီးကျမတကောင်မှရင်အုပ်ကရေးကြီးဆုံးပဲသမီးဟောသမီးကဖင်စီဘူးထင်တာဆရာမင်္ဂလာပါစိတ်ကြီးနဲ့ရောင်းရင်များချမ်းတန်ရှင်းဝန်ဆောင်မှုလုပ်ငန်းကနေကြိုးဆိုပါတယ်ဒီနေ့မှာတော့မော်ဘီဘက်ကချန်တဲ့ချန်ကိုစိတ်ကြီးတို့ဖွဲ့သွားရောက်ရှင်းလင်းခဲ့တဲ့ဘလော့လေးပါဒီတစ်ခေါက် client ကချန်ကိုအပြောင်ရှင်းတာလိုချင်တယ်ဆိုလို့ကိုစိတ်တို့အပြောင်စားအပြောင်ရှင်းသွားမှာဖြစ်ပါတယ်နောက်ပြီးတော့ client ဘက်ကဒီနေ့တနေ့တည်းအပြောင်ရှင်းတာလိုချင်တယ်ဆိုတော့ကိုစိတ်ကြီးရဲ့ပုံမှန်ပါမန်နဲ့အလုပ်သမားတွေပြင်ရောက်ကွက်ထဲကနေစားတွေပါခေါ်ပြီးတော့ကိုစိတ်ကြီးတို့ရောက်လာခဲ့တာဖြစ်ပါတယ်ပုံမှန်ဆိုစိတ်ရင်က10ကောင်လောက်သာအသုံးပြုပေမဲ့ဒီနေ့မှာတော့တရက်ထင်းနဲ့အမြန်ရှင်းတာလိုချင်တယ်ဆိုလို့စိတ်ရင်ကအကောင်30လောက်အသုံးပြုထားတာဖြစ်ပါတယ်ကဲစပြီးတော့စားနေကြပါပြီမဟုတ်ပါဘူးဟိုစပြီးတော့ရှင်းနေကြပါပြီလို့အဓိကတော့ကိုစိတ်ကြီးရဲ့ဒီလုပ်ငန်းလေးကဝါသနာကိုဝမ်းစာအနေနဲ့ပြောင်းလဲပြီးတော့လှုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဝန်ထမ်းလေးတွေကလည်းပြောကြပါတယ်သူတို့အလုပ်လုပ်နေရတယ်မတူဘူးဘေးစားနေရသူတို့ပါပဲတဲ့ဒါတော့ before and after လေးပေါ့နော်လူကြီးမင်းတို့ရဲ့ channel ကတာမိုးရှိတဲ့မြေစီလွာတွေကိုပေါက်ပြားတစ်ချက်ပေါက်စရာမလိုဘဲနဲ့အပြောင်ရှင်းနေနေဆိုရင်ကျွန်တော်တို့ကိုစိတ်ကြီးနဲ့ရောင်းရင်းများအဖွဲ့ကိုခုပဲဆက်သွယ်လိုက်တော့နော်